ဖေးကွက်ကိုလေရှင်းပြချင်တာပေါ့နော်PU ဆိုကျွန်မ PU လို့ပြောတယ်ပေါ့နော်vegan ဆို vegan လို့ပြောတယ် leather affit တွေကလေအရင်ဖေးကြည့်သွားပြီပေါ့နော်အခု leather affit နဲ့ affit ဆိုတာကဒီဖေးတော့မရတော့ဘူးပေါ့နော်အခုကျွန်မတို့ဒါကဖေးကွက်တစ်ခုမှာ8နှစ်ပေါ့နော်8နှစ်ဆိုတာဝုန်းနဲ့သိတာတော့မဟုတ်ဘူးနော်အသေးကဒီ small business owner fight ကလာတာဆိုတော့တဖြည်းဖြည်းချင်းလေးဒီလုံးဝလည်းလုပ်ငန်းဖြစ်တဲ့ခါကျတော့ market ကိုဖြည်းဖြည်းချင်းပဲသိတာပေါ့နော်ဆိုတော့ဒီအိမ်ကိုလို့ရှိရင် the simple ပေါ့နော် simple ဆိုတာ have more simple ပေါ့နော်ဆိုတော့ဒီအသားကတော့ကျမတို့အခုဒီ2025မှာကျမတို့ပိတ်သားပေါ့နော်ဒါကကိုတစ်ခေါက်ကထုတ်တာဒီနင်းပေါ့နော်ဒီဟာကျတော့သူက canvas ပေါ့နော်ဒါလည်းအခုအစ်စ်ပေါ်တာပေါ့နော် canvas ပြီးလို့အသားကိုဒါ navy color ပေါ့နော် navy color ဆိုတော့ navy blue ဆိုတော့လက်ပြလေးနေပေါ့နော်ဒီဖိုင်မျိုးလေးတော့သွားလေG8 style ကတော့ဟိုဘယ်မှာမှလဲဆိုတော့ဘက်ကျွန်တော်နိုင်ငံလေးပေါ့နော်ယူရိုဘက်ကိုပို့တယ်အဲ့ဒါလေးဒီအိတ်လေးတွေကကျွန်တော်တင်တဲ့ဒီရုံးပေါ့ရုံးမြမလေးတွေအမတွေကြိုက်တယ်နောက်တစ်ခုကတော့ black ပေါ့နော် black ပုံမဲ့လို့လဲနောက် black ကတော့အိတ်ထုတ်ရင်မပါမဖြစ်ထုတ်ရတယ်နေကနေအားပေးညီမတွေကြောင်းလဲကျွန်တော်တေချာဗီဒီယိုရိုက်ပြတယ်ကိုယ်တိုင်ရှိရင်တော့ file နဲ့ညီတော့ file လားစဉ်းစင်တယ်ကိုယ်တိုင်ကြည့်ပြီးဝယ်ရတဲ့အခါ feeling ကမတူဘူးလေနော်အဲ့တော့ဒါလည်းဟာတယ်လားဒါလေးကတော့ olive oil ဖြစ်တယ်ဒါပုံးတွေက3ပုံးရှိ3ပုံးကတစ်ပုံးပြောင်းနေတယ်တစ်ပုံးကတော့လုံးဝပျောက်သွားပြီထင်တယ်ကျန်တဲ့တစ်ပုံးကရောက်လာနေမယ်အခုတစ်ပုံးပေါ့နော်ဒီတစ်ခါဘော်ရာဖြည့်တာ12လပိုင်းကအတုပ်ဆိုတော့ပိုးကလည်းဖေးကြည့်တယ် test တွေရောဟိုနောက်ပိုင်းကကျမတို့ဒီဟာတွေက commercial test တွေ income test တွေအကုန်လုံးပေါ့နော်အလုပ်ကရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်အလုပ်ဖြစ်ရုံပဲလုံးဝမှာပေါ့နော်။ညာနဲ့ဆိုတော့ကျမတို့လည်းနည်းနည်းခက်တယ်ပေါ့နော်။ဆိုတော့ဘယ်ဖေးနဲ့ရောင်းပြီးတော့ဘယ်ဖေးနဲ့ဖေးကွက်ကိုရောင်းရမလဲလည်းမသိတော့ဘူး။စနစ်ပိုင်းကဘိုင်းရင်သွားတယ်။သွားတဲ့ဟာကိုကျမတို့ကဒီ cost တွေ transportation ကလည်းဒီအကုန်တွက်ရတာပေါ့နော်အခုကဟိုအဓိကကျမတို့ကဘယ်လိုမျိုးမှားတာလဲဆိုတော့ industry ရဲ့ဒီ market ဘက် market ဒါပေမဲ့အဲ့ market ဒီ global market ပေါ့နော်အဲ့ဟိုတွားရတဲ့ကနေကျမတို့ကဒီဟိုပြန်ပြီးတော့ဒီ fake ရုပ်သေးလေးရှိတယ်သူတို့နော်ဟိုမြန်မာတပြည်လုံးကအားပေးကြတဲ့အတွက်ကျေးဇူးတင်တယ်ရောင်းရတယ်ဆိုတာကလည်းဒါကလေ customer မအားပေးဘယ်လိုမှမရောင်းအောင်နံပါတ်1က customer power ပေါ့နော်အဲ့ဒါကြောင့်မလို့ customer တွေအားလုံးကိုဟိုဘယ် industry ကဖြစ်ကျေးဇူးတင်တယ်ပေါ့နော်တော့တက်နိုင်တဲ့ order လေးတွေနဲ့တင်ရတယ်300တင်ရတော့4လအတွင်းမှာ300ကိုလဲအောင်ကျမတို့ကလောက်ရတယ်ပေါ့နော်အရင်တော့ကျမ4လအတွင်းမှာ300လောက်ပဲတင်နိုင်တယ်100နောက်ပိုင်းကျတော့8ရဲ့ market ကတက်လာတာပေါ့နော်market share တက်လာတဲ့အခါကျတော့8ကရောင်းရတယ်ဆိုပြီးတော့လည်းเนาะတော့အခွန်နေလာကောက်နေအောင်မယ်အများကြီးဟို market ကတက်လာတယ်အမြင်မရှိဘူးပေါ့နော်ဘာလို့ပေါ့ခက်ကာလာဖြစ်နေတာအကုန်လုံးလည်း customer တွေလည်းသိတယ်ပေါ့နော်လုံနေနေဘက်ဖက်တွေကပျောက်သွားတာပေါ့နော်။အဲ့နာမှာကသူက factory က BRI ပေါ့နော်။ BRI ဆိုတာဟိုကျမတို့ Google မှာလည်းရှာလို့ရတယ်ပေါ့နော်။ Europe ထိလည်းပို့တယ်။ဟိုဒီ8ဆိုလို့ရှိရင်ဒီဟာလေးတွေဆိုလို့ရှိရင် Offrio ကပေါ့နော်။ Offrio ဆိုတာကဟိုတားပိုက်ကောင်လေးရှိရဲပေါ့နော်။အဲ့နိုင်ငံငယ်လေးတွေမှာဆိုလို့ရှိရင်ဒီ8က order အရင်မှာတယ်။အမှန်တိုင်းကျမအလုံးလုံးတယ်ဆိုလို့ရှိရင် public ကိုဒီ consumer customer ဒီ client တွေအကုန်လုံးကိုပေါ့နော်။ဟိုမှန်တဲ့လမ်းကြောင်းကပြောပြီးရောင်းတယ်အဓိကတော့ cafe ကျလို့ပါခေါက်8တွေထုတ်ရတာအရင် fit ညစ်တယ်ဟိုအကောင်လုံးမရောက်လာဘူးအလုံး8ဖယ်ဆိုရင်4ဖယ်ကတုတ်ရောက်လာကျန်တဲ့4ဖယ်ကဘယ်နာပြောက်ဟိုပြောက်ဒီပြောက်အဲ့လိုပြောက်တော့လေဆုံးရှုံးတာပေါ့နော်ခက်ကိုသွားရင်ကိုယ်တိုင်သွားရင်ကျမကို BRI နိုင်ငံတွေကိုသွားတဲ့ဟာမျိုးကိုကျမကိုပေးနောက်ပြီးကျမကခုနကပြောတော့ global market ကိုသွားတဲ့ဟာမျိုးကိုပေးအခုဒီ Asia ဘက်ကိုပို့တဲ့8တွေကတော်တော်များများသွားထူကြတယ်ပေါ့နော်အဲ့ဒါလည်းကျမထုတ်ပြောချင်တယ်ကျမလုံးတော့ဟိုကိုလူမျိုးအချင်းချင်းကွန်ပျူတာလို့သဘောမထားဘူး8တွေရောင်းကြတယ်အကုန်လုံးထုတ်ကြတယ်ပေါ့နော်အဲ့မဲ့ကျမသွားချင်တာကကြတော့အခုကဘသူနဲ့သွားညှိနေတယ်ဆိုတော့အိန္ဒိယနိုင်ငံ8တွေနဲ့ညှိနေတယ်အဲ့အတွက်ကြောင့်ကျမကလည်းခုနကလိုပေါ့နော်တချို့ဆိုနေအိမ်တွေပိုင်းမှာလည်းလာပြီးကျမတို့ဟိုလာမေးတာလေးရှိတာပေါ့နော်ဆိုတော့ကျမတို့ကအသေးဖားမှာအသေးဖားကတက်လာတယ်ဒါပေမဲ့ဒီမြန်မာနိုင်ငံရဲ့ policy ပေါ့နော်မြန်မာနိုင်ငံရဲ့ rule and regulation မြန်မာနိုင်ငံ company အောက်ကအတိုင်းကိုကျမတို့ကဒါလေးဆိုရင်ကျမတို့က FIFA ခုတန်းတို့ဘာလို့မှကျမတို့ကမှတ်ပုံတင်ရတယ်ပေါ့နော်ပြောရရင် white board တင်လာတာပေါ့နော်သူကဒီ white board မြန်မာနိုင်ငံတိုင်းကိုအတိမတ်ပြုတယ်ကျမအတူရောင်းတာမဟုတ်ဘူးတိုးတော့ကျမဒါကိုအခွန်ဆောင်လာတယ်ကိုပိုင်ဒီဟာကိုပိုင် brand တွေနဲ့ကိုပါကိုမှီညမ်းပြီးလုပ်ထားတယ် reference လုပ်ယူရတာရှိတယ်ပြည်နိုင်ငံ brand တစ်ခုကဆိုလို့ရှိရင်ဒီလို8 define တူတူပဲဒီနေရာမှာသူ့လိုကိုဖြစ်မယ် okay သူ့ packaging နဲ့သူဖြစ်မယ်အဲ့ဒါဆိုလည်းသူ့နိုင်ငံ brand local brand ပဲပေါ့နော်ကျမလည်းကျမပါကျမ create လုပ်ထားတယ်ကျမနိုင်ငံအတွက်ကျမ brand ပဲပေါ့ခုနကလိုပေါ့ရောင်းသူလည်းကျမအမှန်တိုင်းပြောပြီးရောင်းတယ်လို့ဒီ market ကိုလည်း
ကြာရှည်ရေရှည်သွားချင်တာပေါ့အခုဆိုရင်10နှစ်ကနေနောက်ထပ်fan နှစ်လောက်ခံမလားဘယ်လောက်ခံမလဲလည်းမသိသေးဘူးဒီနေ့နဲ့မနေ့ခံအောင်မသေးကြလို့ဆိုတော့အဲ့တော့ locally market competition ရှိတာမဟုတ်ဘူးပေါ့နော်ဒီ global life ကိုရှိနေကြတာကျမတို့ဆိုရင်ခုနကလို8 define ထုတ်ပြီးသွားရင်ဘယ် brand ကကိုလိုမျိုးအချင်းချင်းရောင်းလာတယ်ကိုလိုမျိုး local တွေပါတယ်ကျမဘလို့မှ fake ထဲမရှိဘူးအကုန်လုံးကတော့ကို free wine နဲ့ကိုလုံးကြရမှာပဲဒါကို income တွေကိုအနောက်မှာမှီခိုနေတဲ့လူတွေရှိတယ်ကိုရဲ့ professional career ရှိတော့ကျမကအခုဘာဖြစ်နေလဲဆိုတော့ဘယ်နိုင်ငံကတော့ကျမထုတ်တဲ့အိမ်မျိုးကိုသွားတူလဲပေါ့အခုကတူလာတယ်ကျမတင်က2022နောက်ပိုင်းကနေစပြီးတော့ဝယ်ပြောလိုက်မယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံရဲ့ local brand တွေအခုဒီကျမလည်းမရောက်တာတော်တော်ကြာပြီစင်ကာပူပေါ့တော်တော်ကိုကြာပြီပြန်ကြတာပေါ့တငယ်ချင်းတွေကပြောတယ် local 8တွေထုတ်ကြတယ်ပေါ့နော်ဟုတ်ကဲ့ပဲသိလားသူတို့ register file နဲ့သူတို့ define ပေးတယ်အဲ့လိုပေါ့နော်သူတို့ style နဲ့သူတို့သွားတယ်အခုကျမတို့ဒီအိမ်လေးချင်းနိုင်ငံအဲ့လိုပဲသူတို့ကကျမရောင်းဖေးတူရောင်းနိုင်တယ်သူတို့ရောင်းတဲ့ဖေးနဲ့ကျမက bad ဖေးပဲတွတ်တွတ် $10 ပဲတွတ်တွတ်ဒါပေမဲ့သူတို့ရဲ့ 9.9 ဖေးလို့ 11.11 ဖေးတွေဆိုချပစ်လိုက်တယ်ကျမကအဲ့မှာရောက်လာလို့ define သွားတူတဲ့ခါကျရင် view ကွက်ကိုအရန် control လုပ်လို့မရဘူးပေါ့နော်အခုကျမကဒါ9,900ရောင်းတယ်သူတို့လည်း maybe ကျမတဲ့ view များရင်လည်းများနေပဲဘယ်လိုပြောသူတို့ကအလုံးကြီးတောင်းချီထုတ်တာသူတို့ကလည်းကျမတို့နိုင်ငံတွေကိုပြန်ပြီးရောင်းပါတယ်ကျမတို့နိုင်ငံရဲ့ကုန်တင်တွေကလည်းပြန်ဝင်ရတာပဲသူတို့ fee ဒီလိုမျိုးလေး percentage လေးစာအဲ့လိုလေးလောက်ရတာပေါ့နော်ဆိုတော့ကျမ free wine လုပ်တဲ့အခါကျတော့ကိုချင်းစာပါတယ်အခုခေတ်ကာလမှာပေါ့နော်အကုန်လုံးကိုချင်းစာပါတယ်အဲ့တော့အလောက်ကကျမတို့ကဒီ local life တောင်မဟုတ်ဘူး global life နဲ့လုပ်နေရတဲ့အခါကျတော့ကျမလည်း cycle ရှိတယ်ကျမလည်းနည်းနည်း worry ရှိတယ်ပေါ့နော်ကျမလည်းဘယ် 8 define ကဘယ် brand မှာထွက်နေပြီလဲပေါ့နော်ဘေးကတူသွားလားပေါ့နော်ဘာလို့ဆိုတော့ဒါတွေကကတော့လို့ပေါ့နော်ခစ်အေးရပေါ့နော်ခစ်အေးရကြတော့ကျမကြတော့ခစ်အေးရအခုယနေ့ခစ်နဲ့ဖြစ်နေတဲ့ဟာလေးတွေကနည်းနည်းလေးလူကြိုက်များတို့8တလုံးကကြည့်လိုက်တာနဲ့ဘုံအင်မြန်မာနိုင်ငံက founder ကတည်ထွင်ထားတယ်ဒါပေမဲ့ quality ကြည့်လိုက်လို့ရှိရင် China man တော့မသိရဘူး China ဒီ founder တွေကကြတော့ကျမတို့ခုနကလို့ပေါ့နော်ခုနကဖက်ပြောသလိုပေါ့ဇွဲရှိရတာပေါ့နော် market ကို customer ကြိုက်အောင်လဲသွားရတယ်လို့ customer ယုံကြည်မှုကိုလည်းအများကြီးယူရတယ်လို့ရေရှည်ရက်တည်ဖို့လိုတယ်အခုဆိုလို့ရှိရင်ကျမတို့ကနိုင်ငံတကာနဲ့ဒီသွားရတဲ့ 80 style တွေကပေါ့နော်သူတယ်ဖေးဆိုခုနကလို့ပေါ့သူလည်းဒီဖေးရောင်းကိုလည်းဒီဖေးရောင်းနိုင်ရမယ်အဲ့လို face တစ်ခုနဲ့ပဲလုပ်တယ်ပေါ့နော်တစ်ခုပဲပါအဲ့တော့အကျိုးရှိဘယ်လောက်ထိသွားလို့ရတယ်ဆိုလို့ရှိရင်တော့ခုနကကျမပြလိုက်တဲ့ပုံစံအဲ့တော့တနေ့လာအနေကနေစာယူဝယ်လို့ရတယ်နော်ဘာလို့မလဲတဲ့ကြရင် fishing နေပါလေအကုန်လုံးပြန်လောက်အောင်ပါဆိုတော့လို့ရပါပြီဟာ fashion design တွေကိုဖောက်နေရဆိုလို့ရှိရင် Matu 8 collection တွေကနေစပြီးတော့ဒီမှာငွေကြီးများရုပ်ဆိုင်မှာလည်းပို့ပေးမယ် M Town မှာလည်းနောက်တစ်ပတ်ထဲမှာအများဆုံးပို့ပေးပါမယ်เนาะဒီမှာ When autumn leaves start to fall အဲ့